ตอนที่ครอบครัวคอยมีอาหารกินบ่เพียงพอคอยรู้สึกเศร้าတဲ့ကားလေးကအဲ့လိုမျိုးစားနေချိန်မှာကိုယ်ရမစားရအောင်အဲ့ဒီကလို့ရှိလို့ရှိရင်တော့ဝမ်းနေငါလည်းသူတို့လိုစားနေလိုက်တာဆိုအဲ့လိုမျိုးတော့ဖြစ်တယ်การกินของเฮาก็บ่เพียงพอมีการกิน1มื้อต่อ2คาบคือตอนเช้าตอนเที่ยงอึดและตอนแลงกินကဲလို့စားပြန်တော့လေချိန်နေကြရရှိရအဲ့လိုမျိုးလို့ရှိရင်လေကြုံရတဲ့စားရတယ်မပြီးနဲ့စားရတဲ့ခံလေးရှိရပေါ့နော်ဟိုအခက်ခဲရတော့ပေါ့နော်မိဘတွေကစီးပွားရေးအဆင်မပြေဘူးပေါ့အဲ့လိုဝယ်ကျွေးလိုက်တယ်သူများတွေလိုမျိုးအသားငါးတွေမဝယ်ကျွေးနေတော့ဥမာအသီးရွက်ကြော်လေးဆိုတော့200ဘိုး300ဘိုးတောက်ရသမီးအဲ့လိုနေပဲတော့ကျမတို့မိသားစုအဲ့လိုမျိုးစားခဲ့ရတာပေါ့နော်Ada tergut thúc renyam ambon chebe cema kan kon be ปัญหายุ่งยากမိဘအနေနဲ့တော့ရင်ထဲတော့မကောက်ရချင်ရတယ်ဒါပေမဲ့ကိုယ့်ဟာကိုယ်အဆင်မပြေတော့ကြိတ်ငွေရောလွယ်ဘာမှမရှိခဲ့ဘူးလေနော်ကျမအဲ့လိုပဲဖြည့်ရှင်းရတာပေါ့အဲ့လိုမျိုးခက်ခဲဆုံးအချိန်တွေမှာပေါ့နော်ဟိုပြီးရှင်ကခက်ခဲဆုံးမိသားစုတွေကိုထောက်ပံ့ပေးမယ်ဆိုတော့တမီးတို့မိသားစုတွေပါခဲ့ပေါ့နော်องค์การสภานิมิตให้ช่วยสนับสนุนครอบครัวเฮ็ดสวนผักผักบัวจบเสียมเพื่อเฮ็ดนี่เฮ็ดเพื่อนผักและสงการองค์การสภานิมิตก็ได้ฝึกผมแม่ให้เฮ็ดปลูกผักฝึกอบรมการเลี้ยงแพะเลี้ยงเอี้ยหุ่นการเปลี่ยนแปลงทำไปยากย่อซอกตะบริประหยัดรายจ่ายก่อนเบิ่นเบิ่มถึงมาปลอดสารพิษအခုကျတော့ကျမကလေအာဟာရအုပ်စုနဲ့ပြေဝအောင်သူချက်ပြုတ်ကြည့်တဲ့ခါကျတော့လေသူခန္ဓာကိုယ်ကြီးလည်းထွားကြိုက်တယ်ကျမထက်တာအောင်မှသူကပို့ပြီးအရက်မြင့်သွားတယ်ရက်ကွက်မှာလည်းကျွန်မအဲ့လိုမျိုးပေါ့နော်ကျမရေးကော်မတီမှာကျွန်မပါတဲ့အခါကျတော့ကျွန်မကျမရေးကော်မတီမှာပါဝင်တော့အာဟာရအုပ်စု3စုအကြောင်းလည်းပေါ့နော်ကျွန်မအမြဲတမ်းပြောပြဖြစ်တယ်ပေါ့နော်အစီကလေးတွေဆိုလို့ရှိရင်စံနေစီပြီးတဲ့အတွက်ပေါ့နော်သူတွေကျောင်းသွားတဲ့အခါမှာသမင်းချိုက်အစဉ်တင်ထုတ်သွားလို့ရတယ်ပေါ့နောက်ပြီးလို့ရှိရင်ကိုယ့်အိမ်မှာလည်းအာဟာရပြည့်အောင်စားလို့ရတယ်ကလေးတွေကปัจจุบันนี้สุขภาพของคอยแข็งแรงหน้าตาแจ่มใสบ่คือแต่ก่อนကလေးတွေလိုမျိုးကျမ်းမာပြီးဟာအပြည့်ရတဲ့စားတောက်တွေကတော့အရေးကြီးပါတယ်